ဒီဗီဒီယိုမှာတော့ LP အရန်လာတဲ့မုံညင်းကင်းတစ်ခုကိုအားလုံးကိုခေါ်သွားပါမယ်ခင်ဗျာ Celebrity social influencer တွေမဟုတ်ပေမဲ့နည်းနည်းလာတဲ့နေရာတွေမြင်တပ်ပုံရိုက်ချင်တဲ့စိတ်ကအားလုံးဖြစ်ကြမယ်လို့ထင်ပါတယ် So LP တို့အဖွဲ့လည်းနည်းနည်းလာတဲ့နေရာတွေမြင် Anyway we have to go ဒီလိုမျိုးအရာတွေဆိုရင်တစ်ခါမပြောရဘူးเนาะစူးစားတာမှအရန်ပဲပေါ့ So ခုကကြတော့မုံညင်းကင်းကိုရောက်ပါပြီပေါ့เนาะဒီကင်းကကြတော့အရန်ဟိုမှာလာတယ်တခြား product တွေပဲဈေးစစ်လို့ရရင်ရမယ်ပေါ့နော် spinach ဆရာနေတော့ဈေးတော့မစစ်ပါနဲ့ LP ရဲ့ကဒီလိုဖြစ်သွားတဲ့အကြောင်းရင်းကကျွန်တော် spinach ဆရာနေဈေးစစ်ခဲ့လို့တော့မဟုတ်ပေမဲ့ကရွေးမာတာပေါ့နော် so LP တပ်ပုံမရိုက်ပါဘူး part မကြတော့ပါဘူး LP ရဲ့ spin ပြန်ရှိလာမှာကိုစောင့်ရမှာပေါ့နော်အနည်းဆုံးတစ်လနှစ်လပေါ့ဒီရက်ပါကျတော့ exam တွေ test တွေနဲ့ stress အရင်များတော့ဒီလိုမျိုးနေရာတွေကိုတွားရတာအရင်ဟိုမှာလန်ဆန်းပါတယ် so ဒါကကျတော့ LP ရဲ့တငယ်ချင်းတွေပါ LP တို့ကကျတော့ငငယ်ကလေးကတတန်းทีမှာပဲ grade 1ကတည်းကအခု grade 11အထိတူတက်လာခဲ့တာဖြစ်ပါတယ် so LP တို့အဖွဲ့ကကျတော့အရင်စီးလုံးပြီးမှမိသားစုတစ်ခုလိုတောင်ဖြစ်နေပါပြီမရိုက်ချင်ပေမဲ့ LP ရဲ့ဗီဒီယိုပါရမှာဖြစ်တဲ့အတွက်နည်းနည်းဗီဒီယိုလေးရိုက်လိုက်ပါတယ်တပ်ပုံတော့မရိုက်ပါဘူး so ကိုကကျတော့ LP တို့ပြန်มาတော့မယ်အားလုံးကျေးဇူးတင်ပါတယ်